ဒီမှာကိုကစက်မှုအင်ဂျင်နီယာပိုင်းနဲ့မြန်မာပြည်မှာဘွဲရထားတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ငန်းမျိုးလေးတွေလုပ်လို့ရတယ်ဆိုတာကိုဒီမှာပြပြပေးပါမယ်ပေါ့နော်လူတိုရှင်းလေးပြပြပေးပါမယ်ဆိုတော့စက်မှုနဲ့ဘွဲရထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဓိကအဖြစ်တော့၃ဘိုင်းပေါ့နော်၃ဘိုင်းလုပ်လို့ရတယ်နံပါတ်1တစ်ခုကကျတော့ set case တော့ set case ဆိုတော့ကျွန်တော် design ဘိုင်းဆွဲတာပေါ့နော်ဒီ set အပစ္စည်းတွေနဲ့ဆိုင်တဲ့ဟာတို့ဘာတို့ကိုကျွန်တော်တို့ဒီ AutoCAD တို့ဘာလို့နဲ့သုံးပြီးတော့ design ဘိုင်းဆွဲတဲ့အလုပ်လုပ်လို့ရတယ်ဒါနံပါတ်1တစ်ခုနံပါတ်2တစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီ maintenance ပေါ့ B2 maintenance တို့နောက် M&E ဘိုင်းပေါ့ installation ဘိုင်းပေါ့ကျွန်တော်တို့ဒီအစောအုံတစ်ခုကိုစောက်လိုက်တယ်စောက်ပြီးသွားတဲ့အခါမှာဒါလေးပေးဆက် line တို့နောက်ဒီလျှက်ဆက် line တို့နောက်ရေ line တို့ပေါ့နော်ရေစိုး line တို့ဘာတို့အဲ့လိုမျိုးတွေကို installation လုပ်တာတို့ maintenance လုပ်တာတို့ ਨੇ ဆိုင်တဲ့ဟာမျိုးကိုလည်းဒါဂျပန်မှာအများကြီးခေါ်တယ်ပေါ့နော်ဆိုတော့အဲ့အပိုင်းလေးဝင်ရှောက်လို့ရတယ်နောက်ဆုံးတစ်ခုကကြတော့ဒီ sales တမဟုတ်စိုးစာပေါ့ဒီဆက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ထားပါတော့ကျွန်တော်တို့ဒီဖန်ခွက်လောက်တယ်ပေါ့နော်ဖန်ခွက်လောက်တယ်ဆိုရင်ဒီဖန်ခွက်ကိုဆက်တင်နဲ့လောက်သွားတယ်ဒီဟာပြီးသွားလို့ရှိရင်နောက်တစ်ခုကိုသွားတဲ့အခါကျရင်နောက်ဆက်တစ်မျိုးကသွားတယ်အဲ့လိုလုံနေတဲ့ဟာကိုကွန်ပျူတာတဲပေါ့အဲ့နှစ်ခုကိုပြီးတဲ့အခါမှာဘယ်လိုပြန်ပေါင်းမလဲနောက်ပြီးလို့ရှိရင်ဒီဟာလောက်ရလာတဲ့အခါမှာနောက်ထပ်ပစ္စည်းနဲ့ဘယ်လိုလုပ်မလဲဆိုတော့ဒီ plan လောက်ချတာတော့ဘာလို့ဆိုလို့ရှိရင်လေဒါဒီ mechanical ဘိုင်းနဲ့ပေါ့နော်ဘွဲရထားတဲ့သူတွေကလုပ်လို့ရပါတယ်နောက်တစ်ခုကကြတော့ဒီ Shohin Candy ဆိုတာတခုရှိတယ်သူကတော့ engineer ပုံစံမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့ဟာလေဂျပန်မှာအရန်ခေါ်တယ်သူကတော့ဒီပစ္စည်းတွေကိုတက်ဆင်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ဒီထွက်လာတဲ့ပစ္စည်းရဲ့ဒီ quality control ဘိုင်းပေါ့တကယ်ဟိုလူသုံးကုန်တွေကိုတကယ်ထုတ်ရောင်းလို့ရလား quality မှီလားမမှီလားဆိုတာကိုစစ်ဆေးတဲ့သူအဲ့ဟာမျိုးကလည်းအရန်ခေါ်တယ်ဆိုတော့ဂျပန်မှာအဓိကပြောရမယ်ဆိုတော့ဒီ၄မျိုးကတော့ဒါတော်တော်လေးကိုဒါခေါ်စာတွေလည်းများသလိုလူကြိုက်လည်းအရင်များပါတယ်ကိုကတကယ်လို့ဂျပန်မှာစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့မြန်မာပြည်မှာဖြစ်ဖြစ်အတွေ့အကြုံရှိထားတာကောင်းပါတယ်အတွေ့အကြုံယူထားပါဗျ